အင်္ဂလိပ်စာကိုတိုးတက်ချင်ပေမဲ့ပုံမှန်လေ့လာဖို့ပြင်းနေတဲ့သူတွေရှိလားအဲဆိုရင်ဒီနေ့တစ်ချက်ပြပြမဲ့နည်းလမ်းလေးတွေကိုသုံးကြည့်နော်ပထမဆုံး tips လေးကကြတော့ goals ကိုအကြီးကြီးမဟုတ်ဘဲနဲ့ mini goals တွေကစဖို့ပေါ့နော်ဥပမာဆိုရင်ဒီနေ့ကို vocabulary 3လုံးလောက်လေ့လာမယ်ဒီနေ့ကို15မိနစ်လောက်အချိန်ပေးမယ်ဒါမျိုးကျွန်တော် small steps တွေကနေပြီးတော့စပြီးတော့ကိုယ့်ရဲ့ motivation ကိုပြန်ယူဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် just do it ပေါ့နော်ကိုကဒီဟာကိုလုပ်ဖို့ရှိတယ်ဒါကိုတိုးတက်မှရမယ်ဆိုရင်ကိုကျွန်တော်တိနေကွာတိနေတဲ့အချိန်မှာထပြီးတော့လုပ်လိုက်တာအကောင်းဆုံးပဲ social media တွေသုံးပြီးတော့အချိန်ဖြုံးနေမဲ့စာကိုလုပ်ရမယ့်အရာတစ်ခုကိုချက်ချင်းထပြီးတော့လုပ်လိုက်တာကအကောင်းဆုံးပါပဲဒီခါလေးကျတော့အဲ့လိုထလုပ်လိုက်တာကနေပြီးတော့စပြီးတော့ကျွန်တော်ဇံဝင်ပြီးတော့စပြီးတော့လုပ်ဖြစ်သွားတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်ကိုစာလုပ်နေတဲ့အချိန်မှာကိုယ့်ကိုအနှောက်ယှက်ပေးနေတဲ့အရာတွေကပါလဲပေါ့နော်ဥပမာဆိုရင်ကျွန်တော်ဖုန်းကိုအနားမှာထားရဲဆိုရင်ဖုန်းက notification တက်လာတဲ့အခါမှာကျတော့ကျွန်တော်ဖုန်းကိုအရင်ကြည့်ချင်လာတယ်ပေါ့နော်ဖုန်းကိုကင်ပြီးတော့ဒီ social media ကို check လုပ်လိုက်တာနဲ့အချိန်ကနိုင်ဝက်တစ်နိုင်လောက်ကတော့ဒီတိုင်းကုန်သွားတယ်ပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးမှာပြောသွားတဲ့အချက်၃ချက်က set mini goal just do it avoid distractionsအဲ့တော့ကြောင့်တချို့တို့ကိုစားလုပ်မယ်ဆိုရင်ကိုနှောက်ယှက်ပေးနေတဲ့အရာတွေအားလုံးကိုအဝေးဆုံးမှာထားလိုက်တဲ့အကောင်းဆုံးပါပဲဥပမာကျွန်တော်ဖုန်းကိုဆက်ပိတ်ထားတာမျိုးပေါ့နော်ဒါမှမရအောင်ဆိုရင်ကျွန်တော်ဖုန်းကိုတခြားအခန်းမှာထားလိုက်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကျွန်တော်ကိုအာရုံစိုက်နိုင်ဖို့အတွက်နှောက်ယှက်ပေးနေတဲ့အရာတွေကိုအဝေးဆုံးမှာထားရပါမယ်